ဒီထဲမှာတငယ်ချင်းကောင်းဆိုရင်ခါခါရှီကိုပဲလက်ညှိုးထိုးပြရမှာဖြစ်ပါတယ်ခါခါရှီကဘလောက်တောင်တငယ်ချင်းကောင်းပြီးသားလဲတငယ်ချင်းအရင်နေ့ပေါ်ဘလောက်တောင်ရှစ်တယ်လဲဆိုရင်သူတို့အဖွဲ့ရဲ့တဦးတည်းသောတငယ်ချင်းမလေးကိုမျက်စိရှိမှနေဖမ်းခေါ်တော့တော့လိုက်မကဲပဲရွာကိုတရင်ပြန်ပေးဖို့ပဲလုပ်နေရှီတိုနဲ့ထိုးခွဲလို့ရရမယ်အိုဘီတိုကမျက်လုံးမပေးမရှင်းကိုကြောက်တုံးလက်နဲ့ပဲတွန်းနေခဲ့ပါတယ်အိုဘီတိုကမျက်လုံးပေးပြီးရင်းကိုဆောင်ရှောက်ပါလို့အမှားစကားမဆုံးခင်မှာပဲခါခါရှီကရင်းလက်ကိုဆွဲပြီးအိုဘီတိုစကားနားထောင်နေငါတို့ကရောပြီးကြောက်တုံးပြီးသွားမယ်ဆိုပြီးအမြန်ထွက်လာခဲ့ပါတယ်ရင်းကလည်းလှည့်ကွက်တစ်ခုကြောင့်သူတေမပြည့်မဲ့ဆိုပြီးသူ့ကိုယ်သူတက်သေးတာကိုရိုးရိုးတက်မသေးပဲခါခါရှီကိုအမှုပေါအောင်လုပ်ပြီးရန်သူနဲ့ရှိတိုကြားတွေကိုခုံဝင်ပြီးတက်သေးလိုက်တာကြောင့်သူလဲသေးခါခါရှီကလည်းစားမွေအိတ်မပြောအိုဘီတိုကလည်းဒီမြင်ဝင်းကြောင့်ခါခါရှီကိုအပြည့်မြင်ပြီးစားမွေအိတ်မပြောနဲ့မီနာတိုဦးဆောင်တဲ့တင်းဆဲပင်းကလည်းအကျိုးမရှိရနဲ့ပေါက်တက်ခဲ့ရတော်တော်လေးလောက်ကြပါတယ်အသတိထားစရာခါခါရှီရဲ့စိတ်ထားလေးပဲဖြစ်ပါတယ်။အိုဘီတိုကသူ့ကိုကင်မျက်လုံးမှာလက်ဆောင်ပေးပြီးတေသွားတာကြာဘာမှတိတ်ထူထူးမခံစားရပဲရင်းကရှီတိုရဲ့အသက်လုံးခုံဝင်ပြီးဘာမှဆိုင်ညာမဆိုင်တေသွားတာကြာစိတ်တန်ရာရနေလိုက်တာမရခလေးတောင်ပြေးလေကြောင်းပြောပြီးဆုံးမနိုင်တာကိုခါခါရှီကကြီးကောင်ကြီးမှဖြစ်ပြီးနာအိုတိုတော့အသိဉာဏ်မရှိပဲသူ့တငယ်ချင်းအရင်လည်းဖြစ်ရှာရင်းခန်းကိုလည်းလက်ဆောင်ပေးသူ့ကိုအသက်နဲ့ရင်းပြီးကာကွယ်ခဲ့တယ်အသက်သခင်ကျေးဇူးရှင်ကျေးဇူးတရားမှမထောက်ပဲအိုဘီတိုကိုခုနိုင်နဲ့ထိုးတတ်ပါတယ်